အားလုံးပဲမင်္ဂလာပါဒီနေ့ကို one story ပဲနဲ့ model အပိုင်း16ကိုဆက်ပြီးတော့တွားရအောင်ဟုတ်ပြီနော်ဒီနေ့အပိုင်းမှာတော့ကိုတို့ကဒီဘက်ချမ်းမှာဘောမှာမြောင်းလိုင်းလေးတွေထည့်ဖို့ကြံမယ်နောက်တစ်ခုကဒီ surface လေးတွေမှာ color လေးတွေခွဲကတ်ချင်ဘယ်လိုလုပ်မလဲဆိုတာလေးကိုရှင်းပြပေးမယ် okay ဒါဆိုကိုတို့ဒီဘက်ချမ်းမှာမြောင်းလိုင်းလေးတွေစပြီးထည့်ကြည့်အောင်အဲ့တော့သူကဘယ်ချမ်းဖြစ်မလဲဆိုရင် was view ဖြစ်မယ်နော် okay ဒါဆိုကိုတို့ဒီမှာ architecture တွေက wall တွေက wall review ကိုတွားတယ်ပြင်ကိုတို့အရင်ကသုံးထားတဲ့ profile family လေးဒီမှာပါလာရယ်နော်အဲ့ချိန်မှာကိုတို့တနေရာမှာ click ချလိုက် click ချပြီး cursor လေးနဲ့ modify ဆိုအောင်နှိပ်ပြီးတော့ထွက်လိုက်နော်ပြင်ကိုတို့ဒီကောင်လေးကို select ပေးပြီးတော့ဒီ point ကနေဒီဘက်ကိုဆွဲထုတ်လိုက်ချုပ်လိုက်တယ်နော်ဒီအလဲမှာကိုတို့မထည့်ဘူး okay ဒါဆိုကိုတို့ဒီမှာဒီကောင်လေးကို select ပေး copy ကူးမယ်ဘယ်လောက်နဲ့ကူးမလဲဆိုရင်ကိုတို့အကြမ်းမြင့်300လောက်နဲ့ကူးလိုက်မယ်နော်အဲ့ဒါ300ပေါ့ okay ဒီလိုလေးရတယ်300များတဲ့အထင်ကိုတို့ဘယ်လိုလုပ်လို့ရသေးလဲဆိုတော့ဒီ modify နဲ့ကနေ dimension လေးတိုင်းလိုက်ဘယ်လိုတိုင်းမလဲဆိုတော့ကိုတို့ဒီကနေပြီးတော့ဒီကိုပေါ့နော်အဲ့လိုလေးတိုင်းလိုက်တယ်အဲ့ဒီမှာ equilibrium ဆိုတာလေးပေါ်လာတယ်အဲ့ဒီအရာလေးတစ်ချက်နှိပ်လိုက်ဒါဆိုရင်သူကအညီဖြစ်သွားလိမ့်မယ်ညီဖြစ်တဲ့အချိန်ကျရင်ကိုတို့ဒီမှာ3ခုပဲအဆင်ပြေတော့မယ်တဲ့နေခုမရတော့ဘူးနော်delete instant delete type ဒီမှာကိုခဏဒီတစ်ခုကိုခဏဖြုတ်လိုက်မယ်နော် dimension လေးခဏဖြတ်လိုက်မယ်ဒီတစ်ခုကိုခဏဒါမှမဟုတ်ရင်လည်းဒီတိုင်းဆိုရင်လည်းမစိုးဘူးပေါ့နော်ဒီတိုင်းပဲထားလိုက်တော့မယ် okay ဒါတော့ကိုဒီမှာ tag key လေးနဲ့ control လေးပြီးတော့ select ပေးပြင်ကိုဒီမှာ minor ခေါက်မယ် draw exist ပေါ့draw exist ဆွဲဖို့အတွက်က draw exist ဆွဲဖို့အတွက်ကဒီကနေပြီးတော့ outer တွေကိုဆွဲထားလိုက် okay ကြိုင်နေရပြီအဲ့တော့ဒီ line ကဒီတဲကိုရောက်သွားတယ်ဒီမှာ select ပေးဒီ point ကနေပြီးတော့ဒီကိုသွားအမေလေးပါနော် okay ဒါဆိုကိုတို့ဒီဘက်ချမ်းရအောင်နောက်တစ်ခုဒီဘက်ချမ်း architecture တွေက wall review ကိုသွားတယ်ဒီမှာအပေါ်ကနေစပြီးယူခဲ့မယ်နော်အောက်ကနေစပြီးသွားလို့ရှိရင်ဒီမှာကျတော့ဘောကဒီဘက်ချမ်းမှာတဝက်တစ်ပြက်ဖြစ်သွားတဲ့အတွက်ကြောင့်နည်းနည်းလေးပြဿနာလေးရှိတယ်အဲ့တော့ဒီလောက်ကနေစသွားမယ် okay ပြင်ဒီကောင်ကို select ပေး control လေးဖိပြီးတော့ tab key လေးခုံပြီးတော့ဒီကောင်ကို select ပေးဒီ point ကနေဒီကိုဆွဲချုံလိုက်တယ်ပြင်ဒါကို copy ကူးမယ်ဘယ်လောက်ကူးမှလဲဆိုရင်300ပေါ့နော်နောက်ထပ်အောက်ကိုဆက်ကူးမယ်300နောက်ထပ်အောက်ကိုဆက်ကူးမယ်300ပြင်ထပ်ကူးမယ်300ပေါင်းလုံး300နဲ့ပဲကိုလိုယူလိုက်တယ်ပေါ့နော်โอเคဒါနဲ့ကိုလိုဒီတိုင်းလေးရပြီအဲ့တော့ဒီဘက်ချမ်းမှာကျတော့ဒီ line လေးတွေက point လေးတွေရောက်သွားတယ်အဲ့တော့ဒါလေးတွေကိုဆွဲချုံလိုက်ဒီကောင်လေးအတူတူပဲဒီကောင်လေးကို select ပေးဒီ point ကနေဒီကိုဆွဲချုံလိုက်ဒီကောင်ကို select ပေးဒီ point ကနေဒီကိုဆွဲချုံလိုက်ဒီ point ကနေဒီကိုဆွဲချုံပြလိုက်ဒီ point ကနေဒီကိုဆွဲချုံဒီ point ကနေဒီမှာကျ point ရဒီရက်ရောက်သွားတယ်နော် okay ဒါတော့ကိုဒီ point ကနေဒီရက်ဒီဆွဲချုံလိုက်ရမယ်နော် okay ဒီလိုလေးရတယ်ဒါတော့ကိုဒီမှာမြောင်းလိုင်းလေးတွေပြီးသွားပြီမြောင်းလိုင်းလေးတွေပြီးသွားပြီဆိုတော့ကိုကမဆက်လုပ်မလဲဆိုရင်သူ့ကို color လေးတွေခွဲကတ်တော့နော် color လေးတွေခွဲကတ်ဖို့အတွက်ဆိုရင်ကိုဒီမှာဒီ wall ကိုခုဒီ wall ကဒီ bin ပေါ်မှာပဲရှိအဲ့တော့ bin အောက်ထိကိုသွားကြတယ်ဆိုရင်ဘယ်လိုသွားမလဲဆိုတော့ wall လေးတွေကို select ပေးဒီမှာ pay offset value ကိုက -400 ဆိုပြီးထားလိုက် bin တက်တိုင်းပဲထားလိုက်တယ်နော် bin တက်က400ဆိုတော့ okay ဒါဆိုဒီတိုင်းလေးရအောင်နောက်တစ်ခုဒီဘက်ချမ်းလိုက်တူတူပဲသူရဲ့ pay offset value -400ဆိုပြီးထားလိုက်တယ် okay ဒီကောင်လေးကို select ပြီးဒီကောင်လေးက bin level ထိရောက်ပြီးသားဟုတ်ပြီနော် okay ဒါတော့ကိုတို့စပြီးတော့သူ့ရဲ့ surface လေးတွေခွဲတော့အဲ့တော့ဒီအလဲမှာကိုတို့က color တစ်ခုဒီမှာ color တစ်ခုဒီ
ဒီနှစ်ဖက်က color တစ်ခုပေါ့နော်ဒီ layer color တစ်ခုအဲ့လိုမျိုးခွဲကတ်ခြင်းဘယ်လိုသွားလို့ရလဲဆိုတော့တဲ့ modify ထဲမှာကိုလာပါရှိလဲဆိုရင်ဒီမှာ split face ဆိုတာနေရှိ split face ဆိုတာကမျက်နှာပြင်ကိုသူကခွဲလိုက်တာပါနော် split face ကိုသွားတယ်အဲ့မှာသူကကိုခွဲခြင်းတဲ့ surface ကို click ချလိုက် click ချပြီးကိုဒီမှာ pit line လေးယူပြီးတော့ဒီလိုမျိုးလေးကိုခွဲလို့ရတယ် okay ပြန်ကိုဒီမှာ finish ဆိုပြီးထွက်လိုက်ဒါဆိုရင်ကိုဒီဘက်ချမ်းပြီးသွားပြီနောက်တစ်ခုဒီဘက်တဲ့အတူတူပဲ finish sorry split face ကိုသွားတယ်ဒီ surface ကို click ချတယ်ပြင် pit line လေးနဲ့ကောက်တယ်ဒီကောင်ရယ်ဒီကောင်ရယ်ဒီကောင်ရယ်ပေါ့နော်ပြင်ဒီကောင်ရယ်နောက်ထပ်ပဲကောင်းရှိဒီ line လေးပေါ်မှာ click ချလိုက်နေရတယ် okay ပြီးတော့မှကိုဒါလေးကို twin extend to corner နဲ့လိုက်ပြီးတော့ twin ပေးလိုက်ပေါ့နော် okay ဒါတွေကိုဒီတိုင်းလေးရပြီ finish နောက်ထပ် view တစ်ခုသွားမယ် north view မှာကိုမရှိဘူးနော် source view မှာလည်းကိုဒါလေးတွေကို split လုပ်မယ် split face ကိုသွားတယ်ဒီ surface မှာ click ချတယ် pit line လေးတွေကောက်ပြီးတော့ဒါလေးတွေမှာလိုက်ပြီးတော့ click ချတယ် okay ပြန်ကိုဒီမှာ finish ဆိုပြီးသွားလိုက်တယ်ရပါတယ်နောက်တစ်ခုဒီဘက်ချမ်း split face ကိုသွားတယ်ဒီ surface ကို click ချတယ် pit line လေးနဲ့ဒါလေးတွေပေါ်မှာလိုက်ပြီးကောက်တယ်ပေါ့နော် okay finish ပေါ့နောက်တစ်ခုဒီကောင် split face ကိုယူတယ်ဒီမှာ click ချတယ် pit line လေးနဲ့ဒါလေးတွေကိုလိုက်ကောက်တယ်ဒီကောင်ရ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 ယ်နောက်တစ်ခုဒီ line လေးပေါ်မှာ click ချလိုက်မယ်နော်ဒီ line လေးပေါ်ရယ်နောက်တစ်ခုဒီ line လေးပေါ်ပေါ့နော်အဆင်ပြေမလားမသိလို့ကြည့်လိုက်မယ်နော် okay ဒါပြီးရင်ကိုတို့ဒီမှာ twin extend to corner နဲ့ဒီကောင်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 နဲ့ဒါနဲ့ဒါနဲ့ပြင်ကိုတို့ဒီမှာ finish okay ရပါတယ်ဒါကို3 view သွားပြင်ကိုတို့ဘာလုပ်မလဲဆိုတော့ဒါလေးတွေ color လေးတွေခွဲကပ်အဲ့တော့ color လေးကပ်ဖို့အတွက်အရင်ဆုံး material လေးတွေကိုတို့ရင်လောက်ထားလိုက်မယ် manage တဲကိုသွားမှ material ရှိရယ် material ရဲမှာကိုတို့ဒီမှာ create new material ကိုသွားတယ်အဲ့မှာ default material ပါလာရင်အဲ့ဒီကောင်လေးကို rename ပြန်ပေးမယ် color 1ပေါ့နော် color color 1ဆိုပြီးတော့အရင်ဆုံးမလုပ်မလဲဆိုရင် appearance နဲ့ကနေသူ့ကို duplicate access ဆိုတာလေးကိုနှိပ်လိုက်တယ်အရင်သူ့ color ကိုကိုအဆင်ပြေမယ်ထင်တဲ့ color တစ်ခုကိုရွေးလိုက်ပါနော် okay ဒီကောင်လေးရွေးလိုက်တယ် apply ပါနော်နောက်ထပ် material တစ်ခုထပ်ပြီး create လုပ်မယ်ဒါကို color 2ပေါ့ rename color 2ပေါ့နော် C1 လို့ color 2 duplicate access လုပ်တယ်ပြင်သူ color လေးကိုအပြာထဲရထားခဲ့မယ်နော်အပြာထဲရ okay apply okay ပေါ့ okay လိုလေးရပြီပြင်ကိုဘာလုပ်မလဲဆိုတော့ဒီ modify ထဲမှာခဏကို split face ရဲ့အောက်မှာတော့ပါရှိလဲဆိုရင် paint ဆိုတာလေးရှိတယ်နော်အဲ့ paint လေးကိုယူလိုက်မှာ paint နောက်မှာ arrow လေးရှိတယ်အဲ့ arrow လေးကိုတစ်ချက်နှိပ်ကြည့် color ကတ်ချင် paint ကိုသုံးကတ်ထားတဲ့ color ကိုပြန်ဖြုတ်ချင် remove paint ကိုသုံးဒီမှာ paint ကိုပဲကိုသုံးမယ်နော် paint ကိုသုံးတယ် color 1ကိုသုံးမလား color 2ကိုသုံးမလားကိုကြိုက်တဲ့ color ကိုရွေးအဲ့ဒီမှာ color 1ကိုရွေးလိုက်တယ်ပြင်ဒီ surface လေးမှာ click ချလိုက်တယ်ဒီတိုင်းလေးဝင်သွားပြီနော် color 2ကိုရွေးတယ် sorry color 2ကိုရွေးတယ်ဒီ surface လေးမှာ click ချဒီလိုလေးဟုတ်ပြီနော်နောက်တစ်ခု color 2ဒီကောင်လေးနောက်တစ်ခု color 2ဒီကောင်လေးဟုတ်ပြီနော်နောက်တစ်ခု color 1ဒီဘက် surface okay ရမယ်နော်အဲ့တော့ကိုတို့ဒီမှာဒီကောင်နဲ့ဒီကောင်နဲ့နည်းနည်းလေးအကြောင်းတော့နည်းနည်းဆင်နေသေးရနော်အဲ့တော့ဒီကောင်လေးကို material ပြင်နေတယ်ဆိုသူ့ကို select ပေး edit and place တဲ့ကိုသွားဒီကောင်ထပ်ပြီး click ချအဲ့မှာသူ့ရဲ့ material မှာလာပြင်လို့ရတယ်ဒီကိုသွားသူ့ရဲ့ material မှာကို color ရွေးလို့ရတယ်ဥပမာဘာအရောင်ထားမလဲဖြူပဲထားမလားပေါ့နော်ကိုအဆင်ပြေထားလိုက်255မဟုတ်ဘဲနဲ့ကို235လောက်ထားချင်နော် RGB တန်ဖိုးကိုအကုန်လုံး235ထားလိုက်မယ်ဒီမှာလည်း235ပေါ့ okay apply okay ပေါ့ဒါလေးရပါ යි နော်ပြီးတော့မှကို finish model okay ဒါလည်းကိုဒီလိုလေးရအောင်
အဲ့တော့ color လေးကိုခွဲပြီးတော့ကပ်ပြီးသွားတယ်ဒီဘက်ချမ်းနော်ဒီဘက်ချမ်းမှာလည်းကိုကပိန်ထဲကိုသွားတယ် color 1ကပ်မလား color 2ကပ်မလား color 1ဒီဘက်ချမ်း color 1ဒီဘက်ချမ်းနော်အခု color 2 color 2ကဒီအလဲကောင်နော်အလဲကောင် okay ဒီလိုမျိုးလေးကိုကပ်ပြီးသွားပြီဟုတ်ပြီနော်ဒီလိုမျိုးလေးကပ်ပြီးသွားပြီ okay ဒီလိုလေးကပ်ပြီးတဲ့အချိန်မှာကိုတို့ကဘာလုပ်မလဲဆိုတော့ဒီ wall ကိုသူကဒီမှာ base offset value 400လို့ထားရင်နော်ဒါကို0ပြန်ထားကြည့်လိုက်0ပြန်ထားရင်အဆင်ပြေလားပြေသွားရင်နော် okay နောက်တစ်ခုကိုလိုဒီဘက်ချမ်းဒီဘက်ချမ်းဟုတ်နော်ဒီဘက်ချမ်းမှာကိုလိုခုန split လုပ်ပြီးတာလားတစ်ချက်ကြည့်လိုက်မယ်နော်ပိန်နေကနေ color 1ကဒီဘက်ချမ်းဒီမှာ split မလုပ်ရသေးဘူးနော် okay split မလုပ်ရသေးဆိုတော့ तू ကဘယ်ဘက်ချမ်းဖြစ်မလဲဆိုရင်တော့ control s လေးနှိပ်နေထားမယ်နော်မဟုတ်ရင်ပြုတ်ကြသွားရင်ကိုလိုမစေ့လိုက်မှာဆိုလို့ okay ဒါဆိုရင် तू ကဘယ်ဘက်ချမ်းဖြစ်မလဲဆိုရင် तू က watch ဘက်ချမ်း sorry each ဘက်ချမ်းအဲ့မှာကိုလို split face ကိုသွားတယ်ဒီ surface ပေါ်မှာ click ချတယ် flip point လေးကောက်လိုက်တယ်ဒီကောင်လေးတွေပေါ့နော် okay finish ပေါ့ပြီးရင်ဒီမှာ preview သွားပြီးတော့ paint နဲ့ကောက်တယ် color 1လား color 2လား color 1ကိုအရင်စကတ်မယ်ဒီကောင်လေးပေါ့ okay ဒီလိုလေးရအဲ့ဒီမှာကိုလိုပါရှိသေးလဲဆိုတော့သူ့ကို split လုပ်တဲ့အခါမှာဒီဘက်ချမ်းလေးပဲလိုချင်တာဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုရင် split ကိုပြန်သွားတယ်ဒီကောင်ကို click ချတယ်ဒီကောင်ကို click ချပြီးတဲ့အချိန်မှာကိုတို့ဒီဘက်ချမ်းကဝေါကိုမပါချင်ဘူးပေါ့နော်မပါချင်ဘူးဆိုကိုတို့ဘယ်လိုလုပ်လို့ရလဲတစ်ချက်ကြည့်အောင်ဒီကနေပြီးတော့ဒါလေးကိုတစ်ချက်ပြောင်းကြည့်လိုက်မယ်နော်ရမလားလို့ okay ကောင်လေးပေါ့ဒီကောင်လေးရယ်ဒီကောင်လေးရယ်ပြောမှကတော့ twin extend to corner နဲ့ဒါလေးတွေကိုလိုက်ပြီး twin ကြည့်လိုက်ဒါများရမလားပေါ့နော်ဒါနဲ့နောက်ဒီကောင်မလို့တော့ဖြတ်ပလိုက်ဒါနဲ့ကို twin extend to corner နဲ့မရတော့ဘူးတော်ဒီမှာ line ကတစ်ထက်ထဲကျနေတာဆိုတော့တိတ်အဆင်မပြေတော့ဘူးတင်တယ် okay finish ပေါ့မရအောင်နော်မရဘူးဆိုတော့ကိုတို့ဘယ်လိုလုပ်လို့ရမလဲဆိုရင်မကန်ဆယ်နဲ့ပြန်ထွက်လိုက်မယ်နော် okay အဲ့တော့သူ့ကိုကိုတို့ပိတ်နဲ့ပြန်ပြီးတော့ထည့်ကြည့်အောင်အဲ့တော့ဘယ်လိုလုပ်လို့ရတယ်လဲဆိုတော့ဒီ wall ကို split လုပ်လိုက်လို့ရရတယ်အဲ့တော့ဒီမှာ root level ကိုတစ်ချက်သွားကြည့်အောင်ဥပမာလည်းဒီကောင်ကိုဒီကနေကို split နဲ့ဒီ wall ကနေလိုလေးဖြတ်ချလိုက်ရင်အဆင်ပြေမလားပြေလာဘူးထင်တယ်နော်โอเคဒါပဲကိုလိုလိုရဒီကောင်လေးပဲဒီလိုပဲအရင်တော့ထားလိုက်မယ်နော်ပြီးမှကိုတစ်ချက် try ကြည့်အောင်အဲ့တော့ဒီမှာ color 2ပေါ့ sorry color 1ပါနော် color 1ဒီမှာ color 2 color 2ဒီကောင်လေးโอเคဒီလိုလေးရအောင်ဒါဆိုကိုတို့ဒီမှာ color ကတ်တဲ့အပိုင်းလေးတွေပြီးသွားပြီနော်ဒီဘက်ချက်မှာ color 2ကတ်ဖို့ကြံမယ်အဲ့တော့ပိန်ထဲကိုပြန်သွား color 2 โอเคဒီလိုလေးရအောင်ဟုတ်ပြီနော်โอเคဒါတော့ကိုလိုလေးရအဲ့တော့ဒီမှာကိုတို့ဘာကြီးကြံခဲ့လဲဆိုတော့ဒီဘောကိုကို0ပဲပြန်ထားကြည့်လိုက်မယ်နော်400မထားဘဲနဲ့0ပြန်ထားကြည့်လိုက်အဆင်ပြေမလားโอเคရအောင်နော်အဲ့တော့ဒီမှာကိုတို့ဘာကြံခဲ့လဲဆိုတော့ဒီဘင်းကိုကိုတို့က plaster လေးလုပ်ဖို့ကြံသေးတယ်နော်ဒီကောင်လည်း plaster လေးဝတ်လုပ်ဖို့ကြံသေးတယ်အဲ့တော့ဘယ်လိုသွားမလဲဆိုတော့ဒီ wall ရဲ့ plaster လေးဝတ်ထူကဘယ်လောက်ရှိလဲဆိုတာကိုကြည့်အောင်အဲ့တော့ဒီမှာ15 mm ထားလိုက်တယ်နော်โอเคဒါဆိုကိုတို့ဒီမှာ
ဘောတစ်ခုကိုယူလိုက် architecture တွေကဘော architecture အဲ့ဒါနေ edit type ကိုသွား duplicate လို့ duplicate လို့အဲ့မှာ50 mm ပေါ့နော် plaster လေးလို့50 mm plaster လေး okay အဲ့မှာ edit type ထဲကနေဒီအပေါ်က layer တွေကိုကိုလိုဖြတ်ပလိုက်တော့ညမနော်ဒါတွေကိုကိုက delete နဲ့ဖြတ်ဒီကောင်လည်း delete နဲ့ဖြတ် layer တစ်ခုလည်းပဲလိုတော့မယ်နော်အဲ့ဒီကောင်ရဲ့အထူတန်ဖိုးကဘယ်လောက်လဲဆိုရင်15အဲ့တော့သူ့ရဲ့ဒီ material ကကိုလိုအရင်ကလုပ်ခဲ့တဲ့ raw material ပဲကိုလိုသုံးနိုင်မယ်နော် WALL ဒီကောင်ပေါ့နော်ဒီကောင်ပဲကိုလိုသုံးနိုင်မယ် okay ပေါ့ပြီးရင်ကိုလိုဒီမှာ okay ဆိုရင် pit line နဲ့ပဲယူလိုက်မယ်နော် pit line ပေါ့ဒီကောင်လေးပေါ်မှာ click ချလိုက်အဲ့တော့ဟောရောက်သွားပြီနော်ဟောရောက်သွားပြီဆိုဒီကောင်လေးရောက်သွားပြီအဲ့တော့သူကကိုလိုဘယ် level မှာရှိလဲဆိုတော့ elevation view ကနေတခုကြည့်ကြည့်အောင်အဲ့တော့သူက bay offset ကနေကိုလိုဘယ်လောက်ခွာမလဲပေါ့ဒီကနေကိုလိုဘယ်လောက်ခွာထားလဲဆိုရင်3600နော်3600 top ကနေဆိုရင်ဒီကနေဆိုရင်ဘယ်လောက်ခွာထားလဲ2110 okay အဲ့တော့ကိုလိုဒီမှာ 3D view ပြန်သွားကြည့်ဒီကောင်ကကိုလိုဘယ် level ကနေဆွဲထားလဲဆိုရင် root level ကနေဆွဲထား root level ကနေကိုလိုမဆွဲချင်ဘူး plane level ဆွဲချင်တယ်ဆိုရင်ဒီမှာ plane level ပြောင်းမယ် okay ပေါ့နော် plane level ကနေဆွဲပြီးတော့ဒီ bay offset value ကို3600ထားလိုက်တယ်နော် okay ပေါ့3600ထားလိုက်တော့ဒီအောက်ကိုရောက်သွားပြီနော်ပြီးရင် top offset value ကဘယ်လောက်ရှိမလဲဆိုရင် plane level ကနေသူကဘယ်အထိသွားထားရလဲဆိုတော့ unconnected ထိသွားထားရနော်နောက် plane level ကနေကိုတို့က root level ပေါ့ဒါဆိုရင်တို့ဒီမှာဒီတိုင်းလေးရောက်ပါလိမ့်မယ်ဟုတ်ပြီနော် bay offset value ကို3600ထားခဲ့လိုက်တယ် plane level ထားခဲ့တယ်ပြီးရင် root level ကိုထားလိုက်တယ်အဲ့တော့ဒီမှာ plaster လေးအထူလေးရောက်လာ okay constraint က plane level top constraint က root level ဒါနော်ဒီမှာ click ချပြန်လေးပေါ်လာ okay ကျွန်တော်ကိုမှားသွားပြီနော် okay ဒီမှာစကောင်းဆက်လက်ပေး base စမနာကိုယူတယ် base constraint က plane level base offset ဆိုတာကဒီကနေပြီးတော့ plane level ကနေ dt กว่าဝေး3600ဟုတ်နော်ပြီးရင် root level ပြီးတော့မှဒီမှာ pit line လေးနဲ့ဒီမှာ click ချလိုက် okay တိုင်းလေးရအဲ့တော့ဒီနှစ်ခုကိုကိုယ်ကစုံညင်နေဆိုရင်ဘယ်လိုသွားမလဲဆိုတော့ဒီမှာ modify လေးကနေ twin extend to corner နဲ့ဒီကောင်လေးနဲ့ဒီကောင်လေးနဲ့ကိုဒီလိုလေးလုပ်လိုက်ဒါဆိုရင်ရသွားပြီ okay နောက်တစ်ခုဒီဘက်ချမ်းလိုက်တူတူပဲ ball တွေကဒီမှာ pit line လေးနဲ့ဒီမှာ click ချလိုက်ဒါရင်ရပါပြီပြီးတော့မှကိုဒီမှာ modify တွေက twin extend to corner နဲ့ဒီကောင်လေးရဲ့ကိုဒီလိုလေးချိုးလိုက် okay ရပြီနော်နောက်တစ်ခုဒီဘက်ချမ်း ball တွေကဒီမှာ pit line လေးနဲ့ဒီမှာ click ချပြီးရင် twin extend to corner နဲ့ဒီ point နဲ့ဒီ point တွေကိုချိုးရမယ်နော် okay အဲ့ဒါကိုဒီတိုင်းလေးရအဲ့ဒါကိုလိုပါလေးကြံမလဲဒီမှာကိုလိုမှားခဲ့တဲ့ဟောကဒီကောင်ကြီးနော်ဒီကောင်ကြီးမှားခဲ့တဲ့ဟောတွေဒါလေးပြန်ဖြတ်လိုက်မယ်နော် okay အဲ့ဒါကိုဒီ surface လေးဟောတွေက pit line ဒီမှာ base constraint က plane level top constraint က root level base offset value က3600ပြီးတော့မှဒီ surface ပေါ် click ချရမယ်နော်ဒီပေါ် click ချပြီးတော့မှဒါလေးတွေကို twin extend to corner နဲ့ဒီကောင်နဲ့ကို twin ရမယ်နော်ဒီလိုမျိုးလေးတောင်း okay ဒါတော့ကိုပါကြံနေတယ်ကျန်တာကရှိတယ်နော်ဒီတိုင်းလေးပေါ်လာပြီပေါ့ရမယ်နော် okay ဒါတော့ဒီအောက်က floor လေးကြည့်လို့ကောင်း floor လေးအရင်ဆွဲလိုက်မယ်နော် floor ကိုဒီတိုင်းနဲ့ဆွဲထားတာအဲ့ဒါဘယ်ကိုသွားမလဲဆိုရင် plane level ကိုသွား architecture တွေက floor plan ဒါမှမဟုတ် structure floor plan ဆိုရင်လည်းရတယ် plane level ကိုသွား plane level plane level မဟုတ်ဘူးဘယ် level ဖြစ်မလဲဆိုရင်ဒီမှာ neutral ground level ဖြစ်မယ်နော်ဒါ neutral ground level ကိုသွားဒီထဲကနေ floor ကိုယူတယ်နော် architecture တွေက floor တွေက architecture floor ပေါ့
အဲ့ဒီနေကိုအထူးဘယ်လောက်ထားခြင်းလဲကိုယ့်ကိုကြိုက်တဲ့လောက်ထားလို့ရတယ်မ edit type ထဲကိုသွားဥမာ200လောက်ထားခြင်းလဲဆိုရင်လည်း edit type ထဲ duplicate 200 mm floor ပေါ့နော် okay ပြီးတော့ဒီမှာ edit type ထဲကသူ့ရဲ့ material မှာ sorry သူ့ရဲ့အထူးတန်ဖိုးမှာ200တောင်းလိုက်သူ့ရဲ့ material မှာအခုပါထားမလဲဆိုတော့မြက်ခင်းလေးထားခြင်းလည်းရတယ်နော် create new material ကိုသွား rename ပြောင်းဒါဆိုရင်ကို press ပါပြန် duplicate လုပ်တယ်ပြန်သူ့ရဲ့ဒီ material မှာဒီနားမှာနော်သူက texture ထည့်ခြင်းဒီမှာ no image select ဆိုတာရှိအဲ့ဒီကောင်လေးကိုရွှေ့ပြီးတော့မှကိုမြက်တက်ချာလေးဖြစ်ဖြစ်ထည့်လိုက်မယ်နော် open အဲ့တော့ဒီမှာမြက်တက်ချာလေးထည့်လိုက်ပြီး apply okay ပေါ့ okay okay ပြီးတော့မှကိုဘာလုပ်မလဲအတိုင်ငယ်လေးနဲ့ကောက်ဆွဲလိုက်ဒီကနေပြီးတော့ဒီလိုမျိုးလေးဆွဲချလိုက်တယ်ပြီးတော့မှ finish အဲ့တော့ဒီမှာ review သွားကြည့်ကြည့်ဒီတိုင်းလေးရတယ်နော်ဒီတိုင်းလေးရတယ်အဲ့တော့ဒီတိုင်းလေးရတဲ့အချိန်မြက်တရားဒီမှာတခြားသိအဆင်မပြေဘူးနော်အဲ့တော့တခြားကို adjust လုပ်ချင်ဘယ်လိုလုပ်မလဲဆိုတော့ selection ပေးဒီမှာ edit type ထဲကိုသွား edit type ထဲကနေကိုဒီမှာ edit ထဲကိုသွားဆောင်းက material နေရာကိုပြန်သွားပြင်သူဒီမှာပြရမယ့်နေရာမှာသူ့ရဲ့ဒီတခြားကိုတစ်ချက်နှိပ်လိုက်နှိပ်ပြင်သူ့ရဲ့ဒီမှာတခြား site ကိုကို adjust လုပ်လို့ရတယ်ဒီမှာ304ပေါ့နော်ဒါတော့တပေလောက်ပဲရှိဒါကိုဟိုလောက်ထားလိုက်ပေါ့ဒီမှာ1000လောက်ထားကြည့်လိုက်6 mm ပေါ့နော်အဲ့ဒါ1000ဖြစ်သွား okay done ပြင် okay ပြင် okay ပေါ့ okay ဒါဆိုရင်ကိုတို့ဒီမှာဒီလိုလေးဖြစ်သွားတယ်ဟုတ်နော်အဲ့တော့ဒါကတော့ဟိုနောက်ပိုင်းဒီလူမီယွန်တို့အခြားပေါ့နော်3 mat တို့နဲ့ထပ်ပြီး runner ချချင်တော့ဒါတွေကတော့အရင်မလို့နော်ဒါပေမဲ့ဒီကနေကတ်သွားရင်လည်းသင်ပြမယ်ထင်တယ် okay ဒါဆိုရင်ကိုတို့နောက်ထပ်ပါလေးကြံအောင်မလဲဆိုတော့ပြည့်ဒီ font line လေးတွေကြံဟုတ်နော် font line လေးတွေကြံနောက် font line လေးတွေဆွဲဖို့အတွက်ကကိုတို့ဘယ်လိုသွားမလဲဆိုတော့ဒီ structure sorry architecture ထဲမှာသူ component ထဲမှာ model in place ဆိုတာရှိတယ်အဲ့ဒီထဲမှာသူက wall ဆိုတာကိုယူလိုက်မယ်ပြီးရင် okay ပြီးရင် okay အဲ့ဒီကနေကိုဘာနဲ့သွားမလဲဆိုရင် switch နဲ့သွားမယ်ဟုတ်နော် switch ကိုယူတယ်ပြီးရင်အဲ့ဒီမှာ pip pad နဲ့သွားပြီးတော့ဒီကိုလမ်းကြောင်းလေးအတွက်ကိုအရင်ဆုံးမလုပ်မလဲဆိုတော့ select ကောက်လိုက်နော်ဒီ 3D ဟိုမှာပဲ select ကောက်လိုက်တယ်ဒီကောင်လေးတွေပေါ့နော်ဒီမှာနော်ဒီ top level လေး okay ဒီတိုင်းလေးရမယ်နောက်တစ်ခုစနကအကူလို့ဟိုကကြံခဲ့တယ်နော်ဒါလေးခဏပြန်ထွက်လိုက်ဒီမှာဘင်းမှာဒီနားလေးမှာတစ်ခုကြံနေတယ်နောက်ဒီကောင်လေးကို select ပေးဒီကောင်လေးကို select ပေး create assembler နဲ့ဒီမှာ pit line လေးနဲ့ဒီကောင်မှာ click ချလိုက်ပြင်ဒါလေးကို print extend to corner နဲ့ဒီကောင်နဲ့ဒီကောင်လေးကိုဒီလိုမျိုးလေး swap ဆိုရင် raster လေးဝါကပြီးသွားပြီ okay ဒါဆိုရင်စနကဟာလေးပြန်သွားမယ်နော် architecture တွေက component တွေက model in place တွေကဘောက်သွားတယ် okay okay ပြီးရင်ကိုတို့ဒီမှာ switch ကိုသွားတယ်ပြီးရင် pip pad နဲ့ဒီ 3D object ရဲ့ ပေါ် level လေးတွေမှာလိုက်ပြီးတော့ click ချတယ်ဒီလိုမျိုးလေးတွေပေါ့နော် okay ဒီမှာကိုတို့ကဘယ် level လဲဆိုရင်ဒီ level ပေါ့နော်ဒီ level ပြီးရင်ဒီ level ပြီးရင်ဒီဘက်ချမ်းပေါ့ okay အဲ့ဒါကို return လေးရပြီပြီးရင် train extend to corner နဲ့ကိုတို့ဒါလေးတွေလိုက်ချုပ်မယ်နော်ဒီကောင်ရယ်ဒီကောင်ရယ် okay နောက်တစ်ခုဒီကောင်ရယ်ဒီကောင်ရယ်နောက်တစ်ခုဒီနားလေးရယ်ဒီကောင်လေးရယ်ရမယ်နော်ပြီးရင်ဒီကောင်လေးရယ်ဒီကောင်လေးရယ်ဒီမှာကြည့်ရတာနည်းလေးရှုပ်သွားလိမ့်မယ်နော်ဒီကောင်ရယ်ဒီကောင်ရယ် okay ဒါလည်းကို return လေးရပြီအဲ့တော့သူဒီနားလေးမှာကိုတို့ကပါထည့်မလဲဆိုတော့အဲ့ဒါကိုဒီသူ့ရဲ့ plan ကြောင်းလေးပြီးသွားပြီလမ်းကြောင်းလေးပြီးသွားတယ်ဒီမှာဒီအနီးဆက်လေးရှိရအဲ့ဒီနေရာမှာကိုတို့က
profile ကိုထည့်ဒါဒီမှာ edit profile နဲ့သွားဒါဒီ edit profile ကိုမသွားတော့ဘဲနဲ့ကိုတို့ကဒီမှာဘာလုပ်မလဲဆိုရင် profile နေရာလေးမှာကိုတို့က log family နဲ့သွားတော့မယ်နော် select profile မှာဒီမှာ profile ကကိုတို့မရှိသေးဘူးအဲ့တော့ log profile နဲ့သွားတယ်ကိုတို့ထည့်ထားတဲ့ဒီ profile family လေးပေါ့နော်အဲ့ဒီကောင်လေးကိုကိုတို့သုံးမယ်အဲ့တော့အဲ့ဒီကောင်လေးကဘယ်ရလဲဆိုရင် family 1ဆိုရရတယ်ဟုတ်နော်ဒါ fan လိုက် profile family 1ဆိုတာလေးရှိဟုတ်နော်အဲ့ဒီကောင်လေးကိုယူတယ်ပြီးရင်ကိုတို့ open ပေါ့ဒါဆိုရင်ဒီကနေပြီးတော့ကိုတို့ခေါ်ခဲ့တဲ့ဒီမှာ profile family လေးကိုဒီမှာရွေးလိုက်တယ်ပြီးရင်ဒါလေးကကိုတို့ဒီမှာကြောင်းမြန်ဖြစ်နေနော်ကြောင်းမြန်ဖြစ်နေသူ့ကိုလှည့်လိုက်မယ်ဘယ်လောက်လှည့်မလဲဆိုရင်180လှည့်လိုက်180လှည့်တော့အောက်ရောက်သွားတယ်ဒါပေမဲ့တော့အတွင်းထဲကိုဝင်သွားတယ်အဲ့ဒီအချိန်မှာဒီမှာ profile flip ဆိုတာလေးကို on လိုက်ဒါပေမဲ့ပြင်မဲ့ရောက်လာပြီပြမကိုတို့ဒီမှာ finish နဲ့သွားလို့ရတယ် finish ပြီးရင်နောက်ထပ် finish sorry ဒီမှာကိုတို့ဘာဖြစ်သွားလဲဆိုတော့ဒါဒီကောင်လေးပေါ့နော် finish သွားလိုက်မယ်ဒီမှာ cannot generate family wall aged edit family to modify အဲ့ဒါဒီကောင်ကိုတို့ကဟွာနဲ့ပဲသွားလိုက်sorry သူကဒီနားမှာကိုတို့လွဲသွားလိမ့်ဟောဒီနားမှာမလွဲတော့ပြန်လုပ်ကြည့်လိုက်မယ်နော်အဲ့တော့ဘယ်လိုသွားမလဲဆိုရင် architecture တွေက wall တွေက sorry component တွေက model in place တွေက wall တွေကဒါမှမဟုတ်လို့တစ်ချက်လုပ်ကြည့်လိုက်မယ်ကိုတို့ဘယ်လိုလုပ်မလဲဆိုတော့ wall suite နဲ့တွားကြည့်လိုက်မယ် wall suite နဲ့ဟုတ်နော် wall suite နဲ့တွားပြီးတော့သူ့ရဲ့ profile မှာကိုတို့ကဘယ်ကောင်လေးသုံးမလဲဆိုတော့ဒီမှာသူ့ရဲ့ profile ကိုရွေးလို့ရတာဒီနားမှာရှိတယ် profile အဲ့ဒီနေရာမှာကိုတို့ကခုအကိုတို့ profile ဒီမှာမပေါ်ဘူးနော်မပေါ်ဘူးဆိုရင်ကိုတို့ဘယ်လိုလုပ်မလဲဆိုတော့အရင်ဆုံး log family နဲ့အရင်သွားလိုက်မယ် insert ထဲကနေ log family နဲ့ကိုတို့ဒီမှာ profile family ဆိုတာလေးကိုယူလိုက်တယ် okay ပေါ့ပြီးရင်ကိုတို့ဒီမှာ architecture တွေက wall တွေက all suites ပေါ့နော်ပြီးရင် edit type ထဲကိုသွားဒီ profile ထဲမှာကိုတို့က profile family ဆိုတာလေးကိုယူလိုက်တယ်ပြီးရင် apply okay ပေါ့ပြီးတော့မှကိုတို့ဒီမှာလိုက်ပြီးတော့ click ချလိုက်ဒီမှာတစ်ခုရမယ်နောက်တစ်ခုဒီမှာတစ်ခုရမယ်ဒါတင်ဘယ်ဘက်ထိရောက်သွားလဲဆိုတော့ဒီမှာပြန်ထွက်ကြည့်လိုက်မယ်နော်โอเคတော့ဒီနားထိရောက်သွားနားထိရောက်သွားပြီဆိုတော့ကိုတို့ဒီမှာဒီဘက်ကနေပြန်စမယ် wall တွေကနေ wall switch ပေါ့နော်ဒီမှာ click ချမယ်နောက်တစ်ခုဒီမှာ click ချမယ်နောက်တစ်ခုဘယ်မှာ click ချမလဲဆိုရင်ဒီနားမှာ click ချမယ်နော်ပြီးရင်ဒီမှာ click ချမယ်ပြီးရင်ဒီမှာ click ချမယ်โอเคအဲ့တော့ကိုတို့တန်းလေးရအဲ့တော့သူ့အောက်မှာလည်းကိုတို့တစ်ခုဆွဲမယ်ဟုတ်နော်အဲ့တော့ဒီကောင်လေးကို select ပေးဒီကောင်လေးကို select ပေးပြီးကိုတို့ copy များကူးလို့ရမလားပေါ့နော်ဆက် try ကြည့်မယ်အဲ့တော့ view တစ်ခုကိုသွားလိုက်view တစ်ခုကိုသွားပြီးဒီကောင်လေးကို copy ကူးကြည့်မယ် copy အောက်ကို copy ကူးရလိုက်ဘာမှမဖြစ်ဘူးရရင်နော်ပြီးရင်ကိုတို့ဒီမှာသူတို့နှစ်ခုကြားတဲ့ကအကွာဝေးပေါ့နော်အကွာဝေးကဘယ်လောက်ရှိမလဲဆိုတော့ဒီမှာဒီကနေဒီကိုဘယ်လောက်ရှိလဲဆိုရင်224ရှိအဲ့ဒီကောင်ကိုကိုက460လောက်ထားခြင်းနော်460လောက်ထားခြင်းတော့ဒီကောင်ကို review ပြန်သွားလိုက်မယ် review ပြန်သွားပြီးတော့ဒီကောင်လေးတွေကို select ပေးဒီကောင်လေးကို select ပေးပြီး sorry ပေးရမှာကိုအောက်ကကောင်ပေးရမှာနော်ဒီအောက်ကကောင်ကို select ပေး
ဒီ control လေးဖြစ်ပြီးဒီကောင်လေးကို select ပေးရမယ်နော်ဒီတိုင်းလေး select ပေးပြီးရင်ဘယ်လိုပဲသွားမလဲဆိုရင်စနကဘယ်လိုဒီ source view လာ view ကိုသွားလိုက် view ကိုသွားပြီးရင်ဘယ်လိုဒီမှာစနကဘယ်လို dimension ဖြတ်လိုက်ပြီနော် okay ဒီတိုင်းလေးရမယ်နော်အဲ့တော့ဒီ profile လေးတွေကို select ပေးပြီးဒီမှာ224အစားကို460လောက်ကိုထားကြည့်လိုက်460လောက်ဆိုရင်ကိုတို့ကတိတ်အဆင်မပြေဘူးเนาะအဲ့တော့ဒီမှာကဘယ်လောက်ဖြစ်သွားပြီလဲဒီမှာကကိုတို့က224ဆို250လောက်ထားကြည့်လိုက်เนาะဒီကောင်နဲ့အကွာဝေးအဲ့တော့ဒီကောင်လေးကို select ပေးကောင်လေးကို250ဆိုပြီးတော့ထားလိုက်โอเคဒီကောင်လေးကိုဘယ်လိုဖြတ်เนาะပြီးရင် 3D view သွားအဲ့တော့ဘယ်နဲ့ဘက်ကကိုညီဖို့လဲလို့ရယ်เนาะโอเคဒါတော့ကိုဒီတိုင်းလေးရအောင်အဲ့တော့ elevation view ကိုဝင်ကြည့်လိုက်မယ်ဒီကောင်ဘယ်လောက်ရှိလဲဆိုတော့ဒီကောင်ကနေဒီကိုတစ်ချက်သွားကြည့်ဒီမှာ224ရရှိတယ်အဲ့တော့ဒီကောင်ကို select ပေးဘယ်လောက်ထားမလဲ250ထားမယ်โอเคဒါဆိုရင်ကိုအဆင်ပြေသွားပြီပေါ့နော် review တော့ကြည့်โอเคဒါဆိုရင်ကိုဒီတိုင်းလေးရအဲ့တော့ဒီမှာသူ့ရဲ့ဒီကောင်လေးကိုလည်း material တစ်ခုပေးမယ် material တစ်ခုပေးမယ်ဆိုတော့ဒီမှာ manage တဲကနေ material တွေကနေနောက်ထပ် material တစ်ခုထပ်ပြီး create လုပ်လိုက်မယ် create new material rename ပေါ့နော် raw suite ပေါ့ SWEP ပေါ့နော် raw suite ဆိုပြီးသူ့ရဲ့ color ကိုတို့ကဘယ်အောင်ထားမလဲကာလာတော့ကိုအဆင်ပြေတဲ့အကြောင်းပဲကိုယ့်ကိုအဆင်ပြေမလှမထင်တဲ့အကြောင်းပဲတုံးတယ်နော်ဒီမှာကိုလည်းကာလာမယူတော့โอเคဒီကောင်လေးထားရမယ်နော်โอเค apply โอเคနောက်ဒီကောင်လေးကို select ပေးပြင်သူ့ရဲ့ဒီမှာ material ကဘယ်ကိုသွားပြင်မလဲဆိုရင် edit လိုက်တဲ့ကိုသွားပြင်သူ့ရဲ့ material ဒီမှာရှိရဲအဲ့မှာသူကဘာကိုရွေးမလဲဆိုရင် raw suite ကိုရွေးလိုက်โอเคဆိုရင်သူ့ material ဒီလိုလေးပေါ်လာဒီမှာကိုပြားတွေများနေမှထင်တယ်နော်ပြားတွေများနေမှထင်တယ်ဆိုရင်သူ့ရဲ့ color ကိုထပ်ပြီးတော့ change ကြည့်အောင်သူ့ရဲ့ color ကိုတို့ကဘာအောင် change မလဲဆိုတော့ဒီအောင်လေးထားကြည့်လိုက်မယ်နော် apply okay ပေါ့ okay ဒါဆိုကိုဒီတိုင်းလေးထားခဲ့လိုက်မယ်နော် okay ဒါတော့ကိုဒီကြည့်နားလည်လိမ့်မယ်ထင်တယ်အဲဘင်းကကိုဒီမှာတစ်ခုကြံခဲ့တယ်နော်အဲဒီကောင်လေးကို select ပေး create new material နဲ့ sorry ဒီကောင်လေးကို select ပေး create similar ကိုသွားဒီမှာ pit line လေးနဲ့ဒီပေါ်မှာ click ချ okay အဲ့တော့ဒီကောင်လေးကဒီမှာဒီဘက်မှာမရှိတော့ဆိုဘာလို့လုပ်မလဲဆိုသူ့ကို select ပေးပြီးတော့ကိုကဘာလုပ်လို့ရလဲဆိုရင်ဒီရောကိုလေဒီ line လေးကိုဒီနောက်ကိုကတ်လိုက်အဲ့ဘယ်လိုကတ်မလဲဆိုရင်ဒီကောင်ကို select ပေး control လေး sorry ဒီလေး move ရွှေ့သွားလိုက်ပြီးတော့မှကို remove constraint နဲ့ပြီးတော့မှ finish ပေါ့နော် okay လိုလေးရအောင်ရမယ်နော်မင်းကတော့ဒီအောက်ကတောင်လဲကိုကဘင်းကဒီမှာလှနေတယ်အဲ့ဒီကောင်လေးပါကိုတို့ဟိုလောအဲ့ဒီကောင်မရွှေ့တော့ဘူးဘယ်လိုလဲဆိုရင်ဒီကောင်ကို select ပေး create similar နဲ့ဒီမှာကို split line နဲ့ဒီကောင်pit line နဲ့ဒီ surface လေးပေါ်မှာ click ချဒီ surface လေးပေါ်မှာ click ချ okay ဒီလိုလေးရအောင် okay ဒါတော့ကိုဒီကောင်လေးပြန်ဖြတ်ကြည့်လိုက်မယ်နော်ပြန်ဖြတ်ပြီးတော့ဒီကနေ create similar နဲ့ဒီမှာ pit line လေးနဲ့ဒီ
ဒီ surface လေးပေါ်မှာ delete ချလိုက် okay တန်းလေးရပြီဆိုမှဒါလေးကို twin extend to corner နဲ့ modify လေးကဒီကောင်ရဲ့ကို twin extend to corner လုပ်လိုက် okay တန်းလေးရဟုတ်ပြီနော် okay ဒီရောင်းရင်သိမလှအောင်နော်ဒီပြီးမှတစ်ချက်ပြန်ပြောင်းကြည့် okay ဒါတော့ဒီထိနားလည်လိမ့်မယ်အဲ့တော့ဒီကောင်လေးတွေကိုလည်းအရောင်အပြောင်းနေတယ်ဆိုရင်သူ့ရဲ့ family လေးကိုဝင်ပြောင်းရမယ်တစ်တိုက်ထဲကိုသွားသူ့ရဲ့ material ကဒီမှာမပါဘူးနော်ဒီရဲ့ mouse သူ့ရဲ့ဒီ property box ထဲမှာလည်းမပါဘူး okay ဒါလည်းပြီးမှအခုချက်ပြန်ချိန်ကြည့်လိုက်မယ်နော် okay ဒါတော့ဒီထိနားလည်လိမ့်မယ်ထင်တယ်နော်ဒါဆိုရင်ဒီထိတစ်ချက် try ကြည့်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်